신랑 포스 그 지수와 비니 또 프리tam야 알롱지유 템바레 쿠치마 저로의 시묘다 우의 뼈이 수군시도 슬라이드 10니 또가 부도의 도토의 드림 훈히 피바레 쿠틀로 COVID-19 기사네 빠때 비로 저로 미친다리 플레와မြန်မာမတော်နဲ့တိုက်ပွဲကိစ္စတွေပြီးရင်ကြံတော့ကျွန်တော်ရဲ့ချင်းအမျိုးသားရေးကိစ္စမှာပတ်သက်နေတဲ့မင်းမြန်းဆရာလေးတွေကျွန်တော်တွေ့ဆုံမိမှာဖြစ်ပါတယ်ပူထက်ခုလိုချင်းပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပထမအနေနဲ့ CNF ဌာနချုပ်ဖက်မှာ COVID-19 နဲ့ပတ်သက်ပြီးတော့ဗာများလှုပ်ဆောင်နေတာတွေရှိတယ်အရင်ဆုံးပြောပြပါလားဟုတ်ကဲ့ကျွန်တော်တို့ဒီတည်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အရေးတူလောက်တာကမလ15ရက်နောက်ပိုင်းကနေကျွန်တော်တို့အဲ့ဒါကိုအရေးတူဆောင်ရွက်ပါတယ်အဓိကကကျွန်တော်တို့တပ်စခန်းဒီဌာနချုပ်နဲ့တူတပ်စခန်းဒီရှိတဲ့နေရာအားလုံးအနည်းဆုံးရွာပေါင်း17ရွာကိုကျွန်တော်တို့ lockdown လုပ်ဖို့ဆိုပြီးတော့မှကျေးရွာအုပ်ချုပ်ရေးမှုတွေနဲ့ကျွန်တော်တို့ပူးတွဲပြီးတော့ဝင် attract ကအစစရင်လုပ်ပါတယ်ကျွန်တော်တို့မှဆေးလေးပါလည်းမရှိဘူးဆိုတော့အတန်းနိုင်ဆုံးပြီးတော့ပြည်သူလူထုကိုစောဩရာကတော့ခုလက်ရှိအစိုးရကတော့၎င်းအစိုးရကျမ်းမာရေးကတော့၎င်းသူတို့တမ်းမှတ်ချက်နဲ့ညီအောင်ရေးတူလေးစားလိုက်နောက်ပဲကျွန်တော်တို့ကြမမဆောင်ရွက်နေပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်အခုကျွန်တော်ပလဲဝမှာအေနဲ့မြန်မာတိုက်တမတော်တိုက်ပွေးကြောင်းပေါ့နော်ဒီဟုတ်ကဲ့ပလဲဝဒေတာခံနေလေဒုက္ခတွေရောက်နေရတယ်ပြင်ကျွန်တော်ဒီ CNF ဖက်ကလည်းဘာမှမပြောတာဒီတွန့်ပြန်တာဒီပေါ့နော်မရှိဘူးဆိုတဲ့ဟာလေးဒီဝေဖန်တန်လေးဒီ online မှာတော်တွေ့ရတာပေါ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ CNF ရဲ့သဘောထားသိချင်ပါတယ်ဟုတ်ကဲ့ဒီပလဲဝမှာခုအစိုးရတပ်နဲ့ရခိုင်နဲ့တိုက်ပွဲဖြစ်နေတဲ့ကိစ္စပြည်သူတွေကကျွန်တော်တို့ CNF ကိုအမျိုးမျိုးဝေဖန်ပါတယ်ထောက်ပြပါတယ်အာမရဒါကြီးတွေရှိပါတယ်အဲ့ဒါကျွန်တော်တို့နားလေပါတယ်ဘာဖြစ်လို့အဲ့ဒါလို့သူတို့လုပ်ကြတယ်လဲကျွန်တော်တို့ဟာအားလုံးကချင်းလူမျိုးဖြစ်တယ်ချင်းလူမျိုးဖြစ်တယ်နဲ့အရင်ကျွန်တော်တို့ချင်းမျိုးတတဦးတမတော်လဲချင်းလူမျိုးထဲကနေပေါက်ဖွာလာတယ်အမျိုးသားတဲ့နဲ့ကင်အဖွဲ့အစည်းဖြစ်တယ်နဲ့အရင်ကျွန်တော်တို့ကိုထောက်ပြတာဝေဖန်တာအာမရတာဖြစ်သိမ့်ပါတယ်ကျွန်တော်တို့ကြိုးဆိုးပါတယ်ဒီနေ့ပလဲဝမြို့နယ်မှာဖြစ်နေတဲ့တိုက်ပွဲဟာချင်းပြည်သူတရားလုံးနဲ့စိတ်ထဲမှာလုံးဝကျေနပ်နိုင်စရာအနေအထားမရှိတော့ဘူးအဲ့ဒါကြောင့် CNF အနေနဲ့ကဒီတတမအကျဉ်းညီလာခံMarch 16 ရက်နေ့ကနေပြုလုပ်တဲ့ညီလာခံမှာကျွန်တော်တို့ statement ထုတ်ပါတယ်ရခိုင်ချင်းပြည်နယ်ဘလဲဝမြို့နယ်ရခိုင်ပြည်နယ်ချင်းတွေရှိတဲ့နေရာမှာဖြစ်နေတဲ့တစ်ဖက်စီပူပို့ပြီးတော့ကျွန်တော်တို့ချင်းပြည်နယ်အထဲမှာရှိနေတဲ့အဲ့ဒီမှာစီရဲလှုပ်ရှားမှုမပြုဖို့တောင်းဆိုတာဖြစ်တယ်နောက်ဆုံးတောင်းဆိုတာဖြစ်တယ်ကျွန်တော်တို့ statement အဖြစ်တောင်းဆိုတာ၃ချိန်လောက်ရှိပါပြီကျွန်တော်သိရတယ်လို့ဒါပေမဲ့ဒီနေ့ကအဲ့ဒီတိုက်ပွဲတွေဆက်လက်ပြီးတော့ရမတော်ဘူးဒီနေ့ဆိုရင်ဘလဲဝမျိုးနေရဲ့စီမပရိပက်ခါချင်းလူမျိုးဒီဘိုးအင်မတန်မှထိခိုက်တဲ့အနေအထားရောက်ရှိတဲ့အတွက်အဲ့ဒါကအမျိုးသားရေးအတွက်အရေးပေါ်အခြေအနေရောက်နေပြီလို့ကျွန်တော်တို့သတ်မှတ်တယ်ကျွန်တော်တို့ဘယ်လိုဖြည့်ရှင်းကန့်ကွက်ရမလဲဆိုတာမေးစရာဖြစ်လာပါတခုရှိတာကျွန်တော်တို့က2012ကနေအစိုးရနဲ့အပြစ်ခရစေးထားတယ်အဲ့ဒီဂျုံကလေးကကျွန်တော်တို့ကဒီဘလဲဝနေနေကိုနေရပေးဖို့ကျွန်တော်တို့ကတောင်းဆိုတာဖြစ်တယ်ဒါပေမဲ့အစိုးရဖက်ကနေပြီးတော့အဲ့ဒီနေရာကအထူးစီးပွားရေးဇုံလုပ်မယ်
era chao CNF လည်းမထားဘူးလက်နဲ့ကင်အဖွဲ့အစည်းဘယ်သူမှမထားဘူးအဲ့ဒီလိုကျွန်တော်တို့သဘောတူညီချက်ရထားတယ်ဒီနေ့အထိကျွန်တော်တို့ဒီပလဲဝတ်ဒေတာမှာအခြေချခွင့်မရှိသေးဘူးတကယ်လို့ဒါအဲ့ဒီကလေးကနေကျွန်တော်တို့အခြေခွင့်တော့အဲ့ဒီမှာကျွန်တော်တို့နေလိုက်ရင်ယနေ့ဖြစ်နေတဲ့ AA အနေထားဒီတိုက်ပွဲကိစ္စတွေကတမျိုးတစ်ဖုံပြောင်းသွားနိုင်တယ်လို့ကျွန်တော်ကပြောချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က AA နဲ့ချင်းရခိုင်နဲ့ချင်းဆိုတာချင်းပြည်နယ်မှာလည်းရခိုင်ရှိတယ်ရခိုင်ပြည်နယ်မှာလည်းချင်းရှိတယ်ကျွန်တော်တို့ကအတူတူနေလာခဲ့ကြတယ်လို့ဒါပေမဲ့ယနေ့ကကျွန်တော်တို့ချင်းပြည်နယ်ကျွန်တော်တို့ပြည်နယ်ကျွန်တော်တို့ဒေသမှာဖြစ်နေတဲ့ကိစ္စကတခြားတိုင်းဒေသတွေနဲ့အနေထားပြီးလည်းဖြစ်ကျွန်တော်တို့ကလက်ခံနိုင်စရာအားတော့အင်မတန်မှနေသွားပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့တောင်းဆိုနေတာဖြစ်တယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကအဲ့ဒီကိစ္စအပေါ်ကျွန်တော်တို့စိတ်နာတယ်ဝန်နေတယ်တချို့ကတော့ CNF CNA ပါလို့တလဲထိုင်နေသလားမထိုင်ဘူးကျွန်တော်တို့အဲ့ဒီကိစ္စတူကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်တယ်ရှင်းရှင်းပြောရရင်ညီကိုဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်နိုင်ငံချင်းမှာအမြဲတမ်းရန်သူမရှိတယ်လို့အမြဲတမ်းမိတ်ဆွေလည်းမရှိပါဘူးကျွန်တော်တို့ဒီအမျိုးသားရေးအန္တရာယ်ချင်းအမျိုးသားလုံခြုံရေးအန္တရာယ်ကိုချင်းချောက်လာတာကကျွန်တော်တို့ကရှင်းဖို့လိုရတော့ဖြစ်ပါတယ်အဲ့ဒီလိုဖြည့်ရှင်းတဲ့နေရာမှာချင်းမျိုးသားတအူတမတော်ဟာပြည်သူတော်လှန်ရေးလမ်းစဉ်ကိုကင်ဆွဲထားတဲ့နဲ့ညီချင်းပြည်သူတရားလုံးအဲ့ဒါက CNF တဲ့မဟုတ်ဘဲနဲ့ချင်းပြည်သူတရားလုံးရဲ့အမျိုးသားတောင်းဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ကကဲဒီနဲ့လုံနေတဲ့ချင်းမျိုးသားလုံးခြုံရဲချင်းအမျိုးသားအဆောက်အဦပြန်လေတီဆောက်ဖို့ကအားလုံးမှာတောင်းရှိတယ်ဆိုပြီးတော့ကျွန်တော်တို့စောထားတယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအကောင်းဆုံးဖြစ်ဖို့အဲ့ဒီအခြေအနေအဲ့ဒီပြည်ထနာဖြည့်ရှင်းနိုင်ဖို့ကကျွန်တော်တို့ကဆက်လက်ပြီးတော့ကြိုးစားတော့မှာပါကြိုးစားမယ်ကြိုးစားနေတယ်လူစားတယ်ဆိုတဲ့ဟာကျွန်တော်တို့ကလက်လက်ကင်အဖွဲ့အစည်းဖြစ်နေတယ်အဲ့ဒါကတော့ကျွန်တော်တို့ကပြောပြလို့တော့မရပါဘူးဆိုတော့ခုထက်ပြောတဲ့အချိန်မှာကတော့ဒီ NCA မှာကျင်းတဲ့ကလက်မှတ်ထိုးထားတဲ့ဖွဲ့ဖြစ်နေတဲ့အတွက်တကယ်လို့များတိုက်ပွဲဒီဆင်လို့ဘလူပုံစံနဲ့လောက်မလေးဆိုတဲ့ဟာကတော့ပြောပြလို့မရပါမယ်လေအဲ့ဒီ NCA ကအဟန့်တားမဖြစ်နေဘူးလားပေါ့နော်ပြီးနံပါတ်2ကတော့ဒီပလက်ဝမှာကျွန်တော်တို့ရဲ့ခုစီးဘေးရှောင်ဒုက္ခတွေဒီ3000 5000ကြားလောက်ရှိတာပေါ့နော်3000နဲ့5000ကြားရှိနေတယ်အဲ့ဒါဒီရဲ့အကြီးကိုရောဘလူဖြည့်ရှင်းပေးမှလေပလက်ဝမှာလေခုစံဒီပုလို့မရဘူးဖြစ်နေတဲ့အနေထားကြီးဖြစ်နေတယ်အပြစ်မဲ့ပြည်သူဒီရွာတိုင်းမှာလူလက်နဲ့ကြီးကြပြီးတော့ပေါ့နော်ဒဏ်ရာနဲ့ရောတေဆုမှုတွေတော်မြင့်တက်လာနေတာပေါ့ခုတလောကဒီကိစ္စတွေရောဘလူပုံစံနဲ့ဖြည့်ရှင်းပေးဖို့ဖြည့်ရှင်းပေးဖို့ဆိုတာတဲ့ဘလူပုံစံနဲ့စင်းတဲ့ဘက်ကနေလောက်ဆောင်ဖို့စီစဉ်ဆောင်ရွက်ဖို့စီစဉ်ထားတာဒီများရှိမယ်ဟုတ်ကဲ့ခုနကကျွန်တော်ပြောထားတယ်လို့ကျွန်တော်တို့ကဒီပလဲဝအရေးကချင်းတမျိုးသားလုံးကြီးအရေးဖြစ်တယ်ပလဲဝမှာရှိတဲ့ချင်းပြည်သူတွေပလဲဝဒေသခံတွေအရေးမဟုတ်ချင်းအမျိုးသားတရားလုံးကြီးအရေးဖြစ်နေတယ်ပြီးတော့ဒီနေ့ပလဲဝမှာဖြစ်ပြနေတဲ့တိုက်ပွဲကစစ်ရာဇဝတ်မှုမြောက်နေတယ်လို့ကျွန်တော်တို့ကတတ်မှတ်တယ်ပြီးတော့ဒီရခိုင်လူမျိုးတွေကနေဒီပလဲဝကချင်းပြည်နယ်ရခိုင်ပြည်နယ်ဖြစ်တယ်လို့ပြောတာကြီးပဲရှိပါတယ်အဲ့ဒါကျွန်တော်တို့နိုင်ငံကြီးအရာအင်မတန်မှစိုးရင်စရာကောင်းပါတယ်ဒီတော့အဲ့ဒီကိစ္စကိုပြဿနာဖြေရှင်းဖို့ဆိုတာပြည်သူတွေတချို့ပြောကြတယ်AAကို CNF နဲ့ပါလို့နေတယ်ပြစ်ပါလားတွားလို့ပါလားဆိုတာလည်းရှိတယ်တကယ်တော့ဒီနေ့ကျွန်တော်တို့ရဲ့
အမျိုးသားနိုင်ငံရဲ့ရည်မှန်းချက်ကပါလေဆိုတာပြည်သူတွေသိဖို့လိုတယ်အေးနဲ့ကျွန်တော်တို့တိုက်ပွဲဖြစ်လို့ကျွန်တော်တို့ရည်မှန်းချက်ရောက်နိုင်မလားဒီပြဿနာကငြိမ်မလားဆိုရဲကအဆိုတာကအစကျွန်တော်တို့ကသိဖို့လိုတယ်အဲ့ဒီလိုလှုပ်လိုက်လို့ကျွန်တော်အဲ့ဒီလိုပြောလိုက်လို့လွှဲဆောင်တာလို့ထင်လေးမယ်လွှဲဆောင်တာမဟုတ်ဘူးကျွန်တော်တို့ကပြည်သူတော်လှန်ရေးဆိုပြီးတော့ကျွန်တော်တို့ကဒီလမ်းစီကိုကျွန်တော်တို့ကကြိုက်တွေ့ထားတဲ့ဆိုတော့ချင်းမျိုးသားတရားလုံးအနေနဲ့အတူကျွန်တော်တို့ကအဲ့ဒီပြဿနာကိုဖြေရှင်းကြမယ်တစ်ဖက်မှာဒီနဲ့တော့ကြတယ်AAနဲ့ CNF တိုက်ပွဲဖြစ်တော့တော့ပြစ်လိုက်တယ်ပြဿနာတွေဖြစ်ကြီးအစိုးရတမ်းနဲ့ပူပေါင်းတာပဲအဲ့ဒီလိုထင်မြင်ချက်ပေးတဲ့လူတွေရှိတယ်လို့အစိုးရနဲ့နိုင်ငံရေးရှိမှချက်ရောက်ရှိဖို့ NCA လမ်းကြောင်းရှောက်တဲ့နေရာမှာအစိုးရနဲ့အဲ့ဒီလိုပြဿနာတွားလို့ပို့တယ်မဟုတ်ကြဘူးအဲ့ဒီအနေအထားကိုတော့ချင်းပြူသူတွေတည်ပေးဖို့လိုတယ်နောက်တစ်ခုဒီနဲ့စစ်ဘေးဒုက္ခတွေ IDP တွေရှိတယ်ကျွန်တော်တို့ကြားရတာကကျွန်တော်တို့စမီးမှာအထူးရှင်တွေထောက်ပံ့ထားတဲ့စံရိတ်ခတ်တွေဘိုးဖက်သွားတယ်အေကနဲ့လမ်းကနဲ့ဖောင်းရှက်တယ်ဖြတ်တောက်တယ်အဲ့ဒါကြီးကြားရတယ်အင်မတန်မှဝမ်းနည်းစရာကောင်းပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကအခုချင်း IDP support committee ဆိုပြီးတော့ဖွဲ့စည်းပြီးတော့မှအဲ့ဒီမှာချင်း IDP ဒီဘလဲဝတဲ့တက်ခန်ဒီအထိအဲ့ဒီရိခတ်တွေရှော့ရှူရောက်နိုင်ဖို့လုံချုံရောက်နိုင်ဖို့ဆိုပြီးတော့ကျွန်တော်တို့ကဆောင်ရွက်ဖို့ကျွန်တော်တို့ပြင်ဆင်နေပါတယ်ကျွန်တော်တို့မှာချင်းပြည်သူတွေအားလုံးကိုစော်ထားပါတယ်ချင်းမျိုးသားတရားလုံးဒီကိစ္စအမျိုးသားသားရေးတောင်းဖြစ်နေပြီအရေးအပေါ်အခြေအနေအဆင့်အမြင့်ဆုံးကိုရောက်နေပြီဘာသာရဲ့အသိအဖွဲ့အထွားအတီးတီးကနေပြီးတော့မှအဲ့ဒီမှာပံ့ပိုးဖို့ CNF နဲ့ပူးပေါင်းပါဝင်ကြဖို့ဖြစ်တယ်လို့ဆောင်ရွက်နေတဲ့ဒီလူသားချင်းဆောင်နာထောက်ထားတဲ့အဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့လည်းပူးပေါင်းဆောင်ရွက်လုပ်ပါတယ်ကျွန်တော်တို့အဲ့ဒါကိုဆက်လက်ပြီးတော့ဆက်သွားဖို့ကျွန်တော်တို့ကဆောင်ရွက်နေပါတယ်လို့ကျွန်တော်ပြောချင်တယ်ကျွန်တော်တချို့ online တွေမှာရီးကြပြောကြတာတွေရှိတယ်စင်းတဲ့ကမလောက်နိုင်တော့ပြည်သူစစ်ဖွဲ့မယ်ပေါ့အဲ့ဒါလေးတွေပြောတဲ့လူတွေလည်းဟိုလေတန်းတွေထွက်လာတာတွေတွေ့ရတာပေါ့လေတကယ်လို့များအဲ့လိုမျိုးဖြစ်နိုင်ချီရောရှိသလားဖြစ်လာရင်ဘာဒီအကျိုးဖြစ်သွားနိုင်လဲပေါ့ဘာအကျိုးစူးကျူးကောင်းကျိုးတွေပါဖြစ်သွားနိုင်လဲပြောလို့စင်ပြင်ပေါ့ဟုတ်ကဲ့ပြည်သူစစ်ဖွဲ့တယ်ဆိုတာကျွန်တော်တို့နိုင်ငံမှာပြည်သူစစ်တွေရှိပါတယ်အဲ့ဒီပြည်သူစစ်တွေကဒီကျွန်တော်တို့အစိုးရတမတော်အစိုးရတရဲ့လက်အောက်မှာစုဖွဲ့ထားတဲ့ပြည်သူစစ်တွေဖြစ်ပါတယ်သူတို့လုံပိုင်ခွင့်ဘယ်လောက်ရှိတယ်လဲဘာဒီလောက်ကြတယ်လဲဆိုတာကအစလက်လာကြပြည်သူစစ်ကမရှိတာမဟုတ်ဘူးပြည်သူစစ်လုံဒီအေးရဲ့ပြဿနာကပုံညင်သွားမလားပြည်သူစစ်ရဲ့သဘောတဘာဝကိုလက်လာကြဖို့လိုပါတယ်အဲ့ဒီလိုနေရာဒေသတစ်ခုထဲမှာပြဿနာအကြီးကျယ်ဖြစ်သွားလို့မကျေနပ်လို့ပြည်သူစစ်ကိုင်တယ်ဆိုတာမျိုးထက်ရေရှည်အကျိုးကိုမျိုးကိုပြီးတော့ကျွန်တော်တို့အားလုံးဘလို့ပူပေါင်းပြီးတော့ပါဝင်ကြမလဲဆိုတာကပို့ပြီးတော့အရေးကြီးပါတယ်ကျွန်တော်တို့အတွေ့အကြုံရအရှက်ဖက်ဒေသတွေမှာပြည်သူစစ်တွေရှိပါတယ်ပြည်သူစစ်ရဲ့အနေအထားကဘလို့အနေအထားလဲဆိုပြီးတော့ဆက်လက်ပြီးတော့လေ့လာချက်ဖို့ကကောင်းပါတယ်စမျိုးတတအုကဒီဟာခထန်တလန်တာဒီများတယ်ပေါ့နော်ဒီပြောမယ်ဆိုရင်တော့အခုခေါင်းဆောင်တွေကလည်းအဲ့လိုဖြစ်နေတယ်ပြီးရင်ကြီးအားလုံးမလွှမ်းခြုံနိုင်ဘူးဆိုတဲ့ဟာဒီပေါ့နော်ရှင်းတဲ့ကတော့ဘလို့ပုံစံနဲ့ဒီကိစ္စတွေလောက်နေတယ်လေကန်တွေးနေတယ်လေဆိုတာနည်းနည်းပြောပြပါလားဟုတ်ကဲ့ရှင်းတဲ့ခေါင်းဆောင်တွေဆိုတဲ့ကိစ္စတွေပတ်သက်ပြီးတော့ဘခုပုံကြီးရွေးချယ်
마저로도 무플러시시바 CNF 의 아민송 코미티ဖြစ်တဲ့ဘဟုကော်မတီကိုရွေးချယ်တဲ့နေရာမှာတော်သူရှစ်ဆောင်အခန်းလူနေရာမှာကိုရွေးချယ်ပြီးတော့တာလူအရေးဒီ CNF ရဲ့ဘဟုကော်မတီကိုဖွဲ့စည်းထားဖြစ်ပါတယ်။ခေါင်းဆောင်ဆိုတာလူလာချလို့မရပါဘူး။ဒေတာအလိုက်ခွဲတန်းချက်လို့မရပါဘူး။အဲ့ဒါကတော့ရဲ့ဟန်ကြီးလည်းနေကတွေ့ကြုံရဖြစ်ပါတယ်။ဟာခါထန်ဒလန်ဖက်ကများတယ်ဆိုတာခေါင်းဆောင်တွေမှာအကြီးချင်းကြည့်ရတယ်။လူရဲ့တက်တန်းကိုလည်းကြည့်ရတယ်။လုပ်ရည်ကန်ကြီးလည်းကြည့်ရတယ်။အဲ့ဒီလိုရွေးချယ်တာဖြစ်တယ်။ပြီးတော့ဟာခါထန်ဒလန်ပူများနေတယ်ဆိုတာကဘာကိုပြောချတယ်လဲကျွန်တော်မသိဘူးဒီနေ့ CNF ထဲမှာခေါင်းဆောင်တွေ CNF ဟာခါထန်ဒလန်များနေတယ်ဆိုတာ15ရောက်20အောင်ပြည်တော့ဟုတ်ဒီနေ့အထိအကြီးဆုံးကအငယ်ဆုံးအထိဒီလုံနေတစ်ခုပေါင်းအဲ့ဒါမသိကြဘူးဥပမာကျွန်တော်ကမရာဒေတာပါကျွန်တော် CNF ထဲမှာမရာဒီကျွန်တော်အပေါင်းအားလုံး15ရောက်လောက်ရှိတယ်အဲ့ဒါတခုတိဖို့ကလင်းနေကိုင်းလုပ်တယ်ဆိုတာဘောလုံးပွဲကစားတာမဟုတ်ဘူးဘောလုံးပွဲက7ရောက်ပြည့်ရတယ်ကျွန်တော်တို့လည်း7ရောက်ပြည့်ချင်ပါတယ်ဒါပေမဲ့အဲ့ဒါအားကစားပွဲမဟုတ်ဘူးအင်မတန်မှခက်ပါတယ်လုံနိုင်တဲ့လူမလုပ်တာတိုးတော့ကျွန်တော်ပြောချင်တာဒီချင်းအဖွဲ့အစည်းထဲမှာ CNF မှာတော့မျိုးတွေစုဆုံတဲ့အဖွဲ့အစည်းကျွန်တော်မတွေ့သေးပါဘူးတိုးတော့မျိုးတွေနေတာဥယျာဉ်ချင်းတော့နေတာများတာတော့ကွာတာဥပမာအခါဖေးရများမယ်မတူဖေးကနေမယ်ဒါကြီးတော့ရှိမှာပဲဒါမဲ့ပဲမျိုးတွေစုပါတော့အစုံဆုံးဒီဆုံးတယ်မဟုတ်ပဲနဲ့အစုံဆုံးတော့ဖြစ်တယ်လို့ကျွန်တော်ပြောချင်တယ်ကျွန်တော်ဒီချင်းတော်လှန်ရေးနဲ့မတ်လ20ရက်မှာဥက္ကဋ္ဌကထောက်ထားတဲ့ဟာရောကျွန်တော်ရဲ့ဒီချင်းမျိုးသားတအုပ်ဖက်ကနေပြည်သူ့ပိုင်ကြားချက်ဆိုတဲ့ထင်မှာဒီအမျိုးသားလုံခြုံရေးနဲ့အမျိုးသားတည်ဆောက်ရေးကိစ္စကို highlight လုပ်ပြီးတော့ဒီချင်းမျိုးသားတိုင်းမှာချင်းမျိုးသားတအုပ်ချင်းအလုံးတိုင်းမှာကိုဟိုလုံခြုံရေးပေါ့နော်ပြီးရင်ဒီဘာသာရေးဖက်ကရောရပ်ဖက်ဖွဲ့စည်းတွေကရောအဲ့ဒီလုံခြုံရေးကိစ္စမှာပူးပေါင်းပါဝင်ကြဖို့ဆိုတဲ့ဟာလေးတွေထောက်ထားတာတွေတွေ့ရတာပေါ့အဲ့ဒါဒီကိုဘာဆူလိုတာလေးပေါ့နော်ဟုတ်ကဲ့ချင်းမျိုးသားဒီဆောက်ရေးချင်းမျိုးသားအဆောက်အအုံချင်းမျိုးသားလုံခြုံရေးဆိုတာရှိပါတယ်တကယ်တော့အဲ့ဒါဒီကအင်မတန်မှခြေပြတ်ပါတယ်ဒီနဲ့ကျွန်တော်တို့ချင်းလူမျိုးတွေဟာလူမျိုးတစ်မျိုးအဖြစ်ရပ်တည်ခဲ့တဲ့လူမျိုးနေမြေကောင်းကောင်းရှိတဲ့လူမျိုးယဉ်ကျေးမှုစာပေကောင်းကောင်းရှိတဲ့လူမျိုးတမိုင်းရှိတဲ့လူမျိုးတစ်မျိုးအဖြစ်ရပ်တည်နိုင်ဖို့တင်းတော့လူမျိုးလူဦးရေရှိတဲ့လူမျိုးဖြစ်တယ်နေလေးရှိတယ်အဲ့ဒီအတိုက်အမြုံအဲ့ဒီအဆောက်အအုံဟာဒီနေ့ဘေးအနေအထားရောက်နေပြီလေအဲ့ဒီချင်းမျိုးသားအဆောက်အအုံမှာခိုင်မာသလားချပဲစားနေပြီလားအဲ့ဒါကြီးစဉ်းစားဖို့လို့ချင်းလူမျိုးတို့ရဲ့နိုင်ငံရေးလူမျိုးရေးစီးပွားရေးဖက်ပေါင်းစုံကကြက်တည်နေတယ်ဒီနေ့အဖြစ်ပြောရရင်ချင်းအမျိုးသားအဆောက်အအုံဖက်ပေါင်းစုံကလည်းကြက်တည်နေတယ်ဆိုတာထက်ပျက်စီးနေပြီပြောလို့ရပါအဲ့ဒါဒီပြန်လေတီဆောက်နိုင်ဖို့အတွက်ဆိုပြီးချင်းမျိုးသားတအုပ်တမတော်ဟာလင်းနေကင်လမ်းစဉ်ကိုရွေးချယ်ပြီးတော့ဒီနေ့တော်လှန်ရေးတိုက်ပွဲဝင်နေတာဖြစ်တယ်
ကျွန်တော်တို့ချင်းပြည်သူတွေပန်ကြားထဲမှာရေးထဲမှာချင်းအမျိုးသားတည်ဆောက်တဲ့အတွက်အစိမ့်အမြင့်ဆုံးနှင့်တင်ပြီးတော့ဆောင်ရွက်ရတော့မယ်ကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်ဒါပေမဲ့ဒီနေ့ကကျွန်တော်တို့အနေထားကလူမျိုးရဲ့အရေးပေါ်အခြေအနေရောက်ရှိနေတော့ကြီးအစိမ့်နှင်းပြီးတော့ဆောင်ရွက်ဖို့လိုလာပြီအမျိုးသားအဆောက်အုံဒီဆောက်ရွက်ဆိုတာနဲ့အမျိုးသားလုံခြုံရေးဆိုတာခွဲခြားလို့မရဘူးဒီအဆောက်အုံဒီရရှိချက်ဒီကိုလုံခြုံမှုလို့ပဲအဲ့ဒါဒီလုံခြုံမှသာကျွန်တော်တို့အမျိုးသားအဆောက်အုံရှိတတ်မှာဖြစ်တယ်ဒီနေ့အဲ့ဒါတွေမရှိတော့ချင်းလူမျိုးကအမျိုးသားဆိုတာရှိပြီးသားအဆောက်အုံရှိပြီးသားဒါပဲမဲ့အဲ့ဒါဒီနေ့ကချက်စားနေပြီပစ္စည်းနေကြည့်ပါအဝေးကြီးကြည့်မယ်နဲ့ကျွန်တော်တို့ဒီနေ့ချင်းလူမျိုးမြန်မာနိုင်ငံမှာဒုတိယအများဆုံးသောလူဦးရေဖြစ်တယ်လဲလာရတဲ့လောက်မြန်မာနိုင်ငံတောင်ပေါင်း55သောလူဦးရေထဲမှာချင်းလူမျိုးတွေဟာတိဒတမ25ရာခိုင်နှုန်းလောက်ပဲရှိတယ်မြန်မာတမိုင်းမှာအဦးဆုံးသောလူမျိုးကပြူလူမျိုးဖြစ်တယ်ဒီနေ့ပြူလူမျိုးရှိတယ်လားမရှိတော့ပစ္စည်းကုန်တယ်တို့ရဲ့အမျိုးသားအဆောင်အတိုင်းပစ္စည်းသွားတယ်အဲ့ဒီအနေထားကျွန်တော်တို့ချင်းလူမျိုးတွေအောက်ရှိနေတယ်အဲ့ဒါဒီကျွန်တော်တို့ကလုံခြုံဖို့အတွက်လိုလာအဲ့ဒီလိုလုံခြုံဖို့လုပ်တဲ့နေရာမှာချင်းမျိုးသားဦးတဲ့မဟုတ်ပဲဒီနေထားကချင်းအမျိုးသားတရားလုံးရအမျိုးသားရေတောင်တရားဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒါဒီကိုကျွန်တော်တို့ကမြုပ်နေတို့ဒေတာတို့အဲ့ဒီအစိမ့်ကိုကြော်ပြီးတော့အမျိုးသားရေးတောင်ဆိုပြီးတော့ကျွန်တော်တို့အစိမ့်ပြီးတော့စီလုံးနဲ့လှုပ်ဖို့လုပ်တယ်အဲဒါကြောင့်ကျွန်တော်တို့တတ်တမအချင်းပါတီညီလာခံစလိုဂန်ကချင်းတွေးစီကြဆိုပြီးတော့ကျွန်တော်တို့ကြွေးကြော်တာလုပ်ထားပါတယ်အဲ့ဒီတော့အားလုံးမှာတောင်းပန်ရှိတယ်အဲ့ဒါဒီဘူပေါင်းဆောင်ရွက်ဖို့ state ကိုဆောင်ရွက်ကြဖို့ပြောချင်တာက security ဆက်ပြောမယ်နေအရ security ကိုကျွန်တော်တို့ချင်းပြည်လက်ရှိကိုမြို့နယ်နဲ့စုဖွဲ့နေတော့ချင်းပြည်နယ်ရဲ့နေနမိတ်ကတေချာခိုင်မာတာလားချင်းခေါင်းဆောင်တွေအားလုံးသိတယ်တစ်ဖက်မှာကျွန်တော်တို့ပလဲဝါမြို့နယ်အခုပြဿနာဖြစ်နေတဲ့ပလဲဝါမြို့နယ်ကအဲ့ဒီရခိုင်ခေါင်းဆောင်တချို့ကပလဲဝါဟာရခိုင်ပြည်နယ်ဖြစ်ခဲ့တယ်ဆိုတာဖြစ်လာတစ်စက်တည်းဒီနေ့ချင်းပြည်နယ်ချင်းလူမျိုးနိုင်ငံတကာကိုချင်းချောက်နေတဲ့ကိုဗစ်ကိစ္စဒီလောက်နေတဲ့လူမျိုးကိုဗစ်ကူးကုန်နေအဲ့ဒါလေအင်မတန်မှစိုးရင်စရာကောင်းတယ် CNF CNN နဲ့အင်မတန်မှစိုးရင်တယ်အလကားနေတာမဟုတ်ဘူးကျွန်တော်တို့ရှောက်ထိုင်နေတာလည်းမဟုတ်ဘူးအလေးထားတယ်ဘယ်လိုလုပ်ရမလဲ CNF CNA ထဲလွှဲချကြနဲ့ချင်းမျိုးတတရားလုပ်ရတောင်းဖြစ်တယ်ပူပေါင်းပေါင်းပြီးတော့ကျွန်တော်တို့လှုပ်ဖို့ဆိုပြီးတော့ကျွန်တော်တို့ကပြင်ဆင်နေတာဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်တယ်အဲ့ဒီရှင်းတော်လိုင်းနဲ့မတ်စလာ20မှာပဲဒီလွှမ်းငင်းချက်တာခွင့်ပေးလိုက်တာပေါ့နော်ဒါကျွန်တော်ရဲ့အဲ့ဒီအထက်မှာပါတာကတော့ခုနညညုပ်ဖို့အတွက်ပေါ့နော်အဲ့ဒါရည်ရွယ်ပြီးတော့အဲ့ဒီတုန်းကရောဘယ်နှစ်ယောက်တေတံဘယ်နှစ်ယောက်နဲ့အဲ့ဒီပြစ်ဒဏ်ကြခံသူတွေရောဘယ်လောက်ထိများခဲ့ပြီးတော့ပေါ့နော်အဲ့ဒီစစ်ဆက်မဲ့ဒီလာမဲ့အနာဂတ်မှာရောဘယ်လိုပုံစံနဲ့ဒီကိစ္စကိုကန်တွေ့ဖို့စီစဉ်ထားတယ်ဟုတ်ကဲ့ကျွန်တော်တို့ချင်းမျိုးသားများစီးလုံးညီညွတ်ရေးချင်းမျိုးသားများပြန်လေတင့်မြတ်ရေးဆိုပြီးတော့တတ်ထားပါတယ်အဲ့ဒါက CNF နဲ့ချင်းမျိုးသားတွေပြီးတော့ CNF ထဲကနေပြစ်ဒဏ်ကြက်ခံလို့ထွက်သွားတဲ့ပြစ်ဒဏ်မကြက်သေးတဲ့ပုဂ္ဂိုလ်များနဲ့ပြန်လေတင့်မြတ်ရေးဆိုတာမဟုတ်ဘူးဒီနေ့ချင်းမျိုးထဲမှာဖြစ်တည်နေတဲ့တကယ်စီးလုံးပါတယ်ညီညွတ်ပါတယ်ဆိုပြီးတော့မှပြောနေကြတယ်လက်တွေ့မှာဖြစ်မလာဘူး
ကျွန်တော်တို့မှာဒီနေ့ကြုံနေရတာက nationalism ထက် tribalism ကပိုပြီးတော့များနေတယ်အဲ့ဒါကျွန်တော်တို့အတွက်အင်မတန်မှပြဿနာအဲ့ဒါကြောင့် CNF ကမျိုးနွယ်စိတ် data အဆင့်မလုပ်ဘဲနဲ့ချင်းမျိုးသားရေးအတွက်ဆိုပြီးတော့လုပ်ရအောင်ဆိုတာဖြစ်တယ်ဆိုတော့ CNF မှာပြစ်ဒဏ်ရှိလို့ပြစ်ဒဏ်ကြမခံသေးတယ် data မိတဲ့လူတွေလည်းရှိတယ်ပြီးတော့ထောင်ဒဏ်ကြက်ခံမဲ့လူတွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒါတွေကိုကျွန်တော်တို့ကအဲ့ဒါတွေကိုအမျိုးသားရေးအတွက်ဆိုပြီးတော့အမျိုးသားရေးတောင်းဝန်တရားအနေနဲ့ကျွန်တော်တို့အဲ့ဒါတွေကိုထားတယ်အလေးထားတယ်အဲ့ဒါတွေကိုကျွန်တော်တို့30နှစ်မြောက်ချင်းတုံလှိုင်းနေမှာလူငင်းချမ်းသာခွင့်ပေးတယ်အဲ့ဒီလိုပေးတဲ့နေရာမှာတချို့ဒီကအဲ့ဒါတွေပြည်တန်ဒီမရှိသေးလို့ပြည်တန်ချက်ခတ်မှုမပြေလေသေးလို့သူတို့ပြည်တွင်းမှာဖြစ်ပြည်ပမှာဖြစ်အလုံးလုံးတဲ့နေရာမှာအဲ့ဒါဒီမှာအဟံတားဒီရှိနိုင်တယ်အဲ့ဒါဒီတန်တန်ရှင်းရှင်းလွတ်လွတ်လပ်လပ်လုပ်နိုင်ဖို့အတွက်ဆိုပြီးတော့ကျွန်တော်တို့အဲ့ဒီလုံရင်းချက်တာခွင့်ဆိုတာကိုပေးတာဖြစ်တယ် CNF ကအဓိကထုတ်ပိုက်နေတဲ့ဟာကချင်းလန်ကလပ်လို့ကြားသိရတာပေါ့လေချင်းလန်ကလပ်ကတနည်းမှာ150စီစုပြီးတော့ CNF ကိုထုတ်ပိုက်ကြတယ်လို့ကြားသိရတာပေါ့ဒီကိစ္စမှာလေတချို့ကဒီချင်းလန်ကလပ်မှာပါဝင်ပြီးတော့ CNF ကပတ်စံမလို့တုံးလေးမတိလို့ပြန်ထွက်တဲ့လူလေးရှိတယ်လို့ကြားတာပေါ့ဆိုတော့အခြားနည်းနဲ့ရော CNF ကဘလို့ပုံစံနဲ့ဒီဒေါ်လာကြီးလောက်နေတဲ့ကာလမှာဘလို့ပတ်စံရှာပြီးတော့ဘလို့လောက်နေကြတယ်ဆိုတာနည်းနည်းပြောပြပါအောင်လားဟုတ်ကဲ့ဒီချင်းလန်ကလပ်ဆိုတာကျွန်တော်တို့ချင်းမျိုးတတ်ဦးရဲ့နိုင်ငံရေးကြီးမှန်ချက်မူ policy ရည်တည်ချက်ယုံကြည်ချက်လမ်းစဉ်ဒီကိုလက်ခံပြီးတော့ဒီချင်းမျိုးသားတဦးရဲ့လှုပ်ရှားမှုမှာတတအားပါဝင်ဖို့ဆိုပြီးတော့ဆုံးဖြတ်ချက်ချထားတဲ့ချင်းလူမျိုးတွေစုစည်းတဲ့ချင်းကလပ်ဖြစ်ပါတယ်ခုနပြောထားသလိုတနည်းအတွက်သူတို့လုခထဲကဒေါ်လာ150သို့မဟုတ်ဒေါ်လာ150နဲ့ထိုက်တန်တဲ့ပစ္စည်းတွေပေါ့တခုခုပေါ့အဲ့ဒါဒီကျွန်တော်တို့အမျိုးသားရေးအလှူငွေအဖြစ်ပါဝင်ဖို့ကျွန်တော်တို့လုပ်တာဖြစ်တယ်အဲ့ဒီငွေဒီကကျွန်တော်တို့ကအဖွဲ့အစည်းရဲ့စာဝန်နေရေးအတွက်ကျွန်တော်တို့အသုံးပြုတာဖြစ်တယ်အဲ့ဒီလိုသုံးတဲ့နေရာမှာကျွန်တော်တို့အဖွဲ့အစည်း32နှစ်ဖြစ်ပြီးတော့ CNF အလုပ်ကိုဗရန်ပတာမလုပ်ဘူးကျွန်တော်တို့မှာဗန္ဒာရေးအတွင်းမှုရှိတယ်ထေရရာရှိတယ်သူဟာသူနဲ့ဌာနအကြီးဖွင့်ပြီးတော့လုပ်တယ်သုံးဝင်ငွေအားလုံးတစ်နှစ်မှတစ်ကြိမ်ကျွန်းချိန်မှာပြီးတော့အောက်ဒီကျွန်တော်တို့လုပ်တယ်တနည်းမှ၄ချိန်ဘ ਹੁ အလုံးမှုဆောင်ကော်မတီစီဝေးလုပ်တယ်အဲ့ဒီမှာကျွန်တော်တို့ဘတ်ဂျက်ပြန်ဆွဲတယ်သုံးသပ်တယ်တနည်းတစ်ချိန်ဘ ਹੁ ကော်မတီမှာလည်းပြန်လေသုံးသပ်တယ်အဲ့ဒီရရှိချက်တွေကိုပြီးပါမှရှိတဲ့ချင်းလင်းကလပ်ဥက္ကဋ္ဌတော်လကောင်းပြီးတော့ဒေတာပါတီဥက္ကဋ္ဌနဲ့တော်လကောင်းချိုးတို့ကစည်ရင်ချုပ်ပြီးတော့ပေးပို့ပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့တယောက်ချင်းစီချင်းနဲ့ခလာမဲပရရတယောက်ချင်းစီကိုကျွန်တော်တို့ရှင်းပြမနေနိုင်ဘူးလုတ်ထုံးလုံးနီးလည်းမဟုတ်ဘူးအဲ့ဒီလိုမျိုးဆုံးပြနေရင်ကျွန်တော်တို့မှအလုပ်လုပ်ချင်းရှိမှာမဟုတ်ဘူးအဲ့ဒါဗန္ဒာရေးဌာနရဲ့ငွေကြေးဆိုင်ရာလုတ်ထုံးလုံးဘယ်အဖွဲ့အစည်းတိုင်းမဆိုအဲ့လိုပဲဖြစ်မှာပဲလို့ယူတွေ့တယ်ဆိုတော့သူတို့ဝင်ငွေပုတ်ထားတာကျွန်တော်တို့မှဘာမှအတုံးစင်းတွေပါတွေမချက်ပြကြလို့ဆိုပြီးတော့ထွက်သွားတယ်ဆိုတာအင်မတန်ဝမ်းနည်းစရာကောင်းပါတယ်ထွက်သွားပါစေပေါ့ကျွန်တော်ကတော့အဲ့လိုပဲပြပြတသားပြောချင်ပါတယ်နောက်ထပ်ကျွန်တော်တို့မြို့ချစ်တဲ့ချင်းမျိုးသားရေးအတွက်ဆိုပြီးတော့ရပ်တည်မယ်ချင်းလူမျိုးတွေကျွန်တော်ရှိနေပါသေးတယ်လို့ကျွန်တော်ပြောချင်ပါတယ်အခုတလို့ရဲ့ငင်းချမ်းကြီးUP
Union Peace Conference 21ရာစုပြင်လုံပေါ့နော်ဒီကိုဗစ်ကြောင့်မဆနိုင်သေးတာတော့သတင်းကြားရတာပေါ့အစုရနဲ့ရောအဆင်ပြေလာအခုတလုံးငင်းချင်ကြီးလုံနေတဲ့ကန်တာပြင်ချင်းပြည်နေမှာလေJMCD မဖွင့်နိုင်တာဒီပေါ့နော်ပြီးဒီငင်းချင်ကြီးအခု UPC တွားမဲ့ကာလမှာရောဘယ်လိုပုံစံနဲ့စီရက်ကပြင်ဆင်မှုတွေလောက်ပြီးတော့ပေါ့နော်တွားနေတယ်လေအရင်ကလေးထက်တလိုက်မှာဒီချင်းမျိုးသားစစ်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကိုလေး CNF ကဥဆောင်ပြီးတော့ဘာဒီလောက်နေလေဆိုတော့ဒီငင်းချမ်းရေး process အတွင်းမှာ CNF ရဲ့လှုပ်ရှားမှုတွေပြောပြပါအောင်လားဟုတ်ကဲ့ကျွန်တော်တို့ဒီ COVID မဖြစ်ခင်မှာတော့ကျွန်တော်တို့အစိုးရရဲ့တပ်မတော်ရဲ့ကျွန်တော်တို့တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းရဒီနှစ်အတွင်းခန့်မှန်းချက်ကတော့ဇူလိုင်လောက်ပေါ့အဲ့ဒီမှာ21ပင်လုံးကိုလုပ်ဖို့ပြင်ဆင်ထားတယ်အဲ့ဒီ process တွားနေတဲ့အချိန်စတော့မယ့်အချိန်မှာပဲအခု COVID-19 ပြဿနာကရှိနေတော့ဆက်ပြီးတော့ကျွန်တော်တို့ကလုပ်မရဖြစ်တယ်။ဘာမှဆက်ပြီးတော့လုပ်ကျွန်တော်မလုပ်နိုင်သေးဘူး။ဆက်ပါဖြစ်မလဲဆိုတော့ကျွန်တော်တို့မသိဘူး။ဒါပေမဲ့အဲ့ဒီလိုလုပ်လိုက်တော့ဒီ peace process ကတက်သွားတော့မဟုတ်ဘူး။အဆင်မပြေတာလည်းမဟုတ်ဘူး။အခုအဲ့ဒီပြဿနာကြောင့်ယာယီရပ်သွားတာဖြစ်တယ်ပြီးတော့အခုကပြီးတဲ့ချင်းပြည်နယ်မှာ JMC ဖွင့်ရကိစ္စမဖွင့်ရကိစ္စကျွန်တော်တို့တောင်းပါတယ်ဒါပေမဲ့ချင်းပြည်နယ်မှာ CNF နဲ့တန်းနဲ့ကြားမှာဘာပြဿနာမှမရှိဘူးပြည်လေပါတယ်ဖွဲ့စရာမလိုဘူးလို့ပြောကြတယ်ကျွန်တော်ဒီမှာပြောချင်တာကအဲ့လိုဆိုရင်ခုပလက်ဝမှာအစိုးရနဲ့ AA နဲ့တိုက်ပွဲဖြစ်နေပြီ JMC ဖွဲ့လို့မရဘူးလားဆိုတာကျွန်တော်ပြန်မေးချင်တာပေါ့နော်အဲ့ဒါအရင်ကကျွန်တော်တို့မဖွင့်နိုင်သေးတာပါဘာဖြစ်ဖြစ် JMC တို့ UPDJC တို့ JICM တို့ပြင်နေလို့ဆိုတာကိုဗစ်ကြောင့်ရပ်သွားတာဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ NCA ကတော့ပြည့်ပြီးတော့တကယ်ရပ်သွားတာတော့မဟုတ်ပါဘူးလို့ကျွန်တော်ပြောချင်တယ်အဲ့ချင်တာကတော့ဒီချင်းမျိုးသားတအုပ်ကတော့ UPDJC မှာရော JMC မှာရောဒေါက်တာဆွေခါနဲ့ဒေါက်တာလမ်မုစ်ကောင်ကနေရာဒီယူထားပြီးတော့ငင်းချိုင်းလိုင်းကြောင်းကိုပေါ့နော်ဥဆောင်တဲ့ခေါင်းဆောင်တွေမှာပါလာပေါ့ဆိုတော့ဒီသူတို့ပါဝင်ချင်းအဖြစ်ပေါ့နော်ဘာဒီကျွန်တော်ချင်းဖက်ကနဲ့တင်ပြသွားတဲ့ဟာဒီ CNF ကတင်ပြသွားတဲ့ဟာဒီပူပြီးတော့အလေးထားတာတွေရောရှိလား CNF ကအဖွေးတေးလို့ခေါင်းဆောင်ပိုင်းမှာပါလို့လူချင်းတလောက်ခကြီးမပေါက်တာတွေရောရှိသလားအဲ့လိုမျိုးတော့မရှိပါဘူးတကယ်တော့သူတို့ UPDJC မှာဒုတိယဥက္ကဋ္ဌနေရဒေါက်တာလင်းစခေါပြီးတော့ JMC မှာဒေါက်တာရွှေခအဲ့ဒီလိုပါဝင်လိုက်လို့ချင်းအရေးအတွက်ဟိုကောင်းတာမရှိပါအဲ့ဒီအတွက်သူတို့လည်းတောင်းဆိုတာမရှိပါသူတို့ကဒီထောင်စုတစ်ခုလုံးတိုင်းတာတင်းတဲ့ကန်ဖွဲ့စည်းတစ်ခုလုံးအတွက်ဆိုပြီးတော့ရွေးထားတာဖြစ်တဲ့အတွက်အဲ့ဒီကိုကွက်ပြီးတော့ချင်းအတွက်ဟိုကောင်းတာလည်းမရှိသလိုဟိုဆိုးတာလည်းမရှိဘူးကျွန်တော်တို့ကတော့တိုင်းတာဖွဲ့စည်းအားလုံးကိုစားရွေးချယ်ထားတဲ့ခေါင်းဆောင်တွေဖြစ်တယ်သူတို့ဒီရှိလို့ရင်းချမ်းရေးကသူတို့ဒီအင်အားသေးတဲ့လူတွေပါလို့အဲ့ဒီလို JMC လို့ဘာလို့စစ်မသွားတာဆိုတာတော့ကျွန်တော်နားမလည်ဘူးအဲ့ဒီလိုလဲမစင်းစားသင့်ဘူးလို့ကျွန်တော်ကတော့ပြောချင်တယ်အရင်ကတော့ AA ခေါင်းဆောင်တွေနဲ့ CNF ခေါင်းဆောင်တွေတွေ့ဆုံဆွေးနွေးပြီးတော့ပလက်ဝကိစ္စတွေလည်းတိုင်ပင်ဖြေရှင်းခဲ့ဖူးတယ်လို့ကြားသိရတာပေါ့လေအခုအနေထားမှာကရောပလက်ဝဒီဆိုင်ပုဖုလုံချုံရေးမယူပေးနိုင်တာဒီလုံချုံရေးပြဿနာတွေဖြစ်နေတဲ့ကိစ္စဒီမှာရောမြန်မာတပ်မတော်ဖက်ကိုရော AA ဖက်ကိုရောညှိနှိုင်းတိုင်ပင်မှုဒီရှိသလားပေါ့အခုအဲ့ဒီပလက်ဝနဲ့အဲ့ဒီစမီကိစ္စတွေပါတယ်ပတ်သက်ပြီးတော့ခုနောက်ပိုင်းဒီကျွန်တော်တို့ချင်း IDP support committee ဖွဲ့စည်းပြီးတော့ဆက်လုပ်မယ်ဆိုတော့ကလေးကကျွန်တော်တို့ကအစိုးရနဲ့တော်လကောင်း AA နဲ့တော်လကောင်းညှိနှိုင်းတိုင်ပင်တာကျွန်တော်တို့ကမလုပ်ပါဘူး
စစ်သိမ်းမှုလည်းကျွန်တော်တို့မလုပ်ပါဘူး အဲ့လိုမလောက်ရင်ပူပြီးတော့ပြည်သူလူထုဘက်ကနေဒါရှင်းတဲ့ကဘာမှမကပေးနိုင်ဘူးဆိုတဲ့ဟာဒီရောထွက်လာရင်ခုလေထွက်လာနေတယ်ဆိုတော့လေအဲ့ဒီ IDP ကူညီရေးကော်မတီကနေပဲအလုံးတောင်းထွေးပြီးတော့သူတို့ကပဲလောက်ဖို့စီစဉ်ရှိရလားဆိုတော့နည်းနည်းရှင်းရှင်းလင်းလင်းသိချင်လို့ပေါ့နော် ဟုတ်ကဲ့ IDP support committee ကျွန်တော်တို့ဖွဲ့စည်းတယ်အဲ့ဒီမှာအဲ့ဒီ data ဒီမှာလုံလုံခြုံခြုံရောက်နိုင်ဖို့ကျွန်တော်တို့ကပြင်ဆင်ထားတယ်အဲ့ဒီအချိန်မှာတော့အစိုးရနဲ့တော်လကောင်း AA နဲ့တော်လကောင်းပြောသိရင်တော့ကျွန်တော်ပြောရမှာဒါပဲနဲ့ကျွန်တော်တို့ပြင်ဆင်ပါတယ်ပြင်ဆင်ထားပါတယ်လို့အခုအဲ့ဒါတွေကတော့သူတို့နဲ့ကျွန်တော်တို့အဆက်ပဲပါမှမလုပ်ဘူးလို့ကျွန်တော်ပြောထင်တယ် ဟုတ်အခုနိုင်ငံတကာမှာရောက်နေတဲ့ကျွန်တော်တို့ချင်းတွေဖြိုကြီးတွေလည်းအများကြီးရှိလာတာပေါ့နော် ဟုတ်ကဲ့ CNF နဲ့ဘယ်လိုပတ်သက်ပြီးတော့သူတို့ဘက်ကရောဒီ CNF ရဲ့လောက်ဆောင်ချက်ပုံမှာကူညီပံ့ပိုးတာဒီဟိုလက်တွေ့လောက်ဆောင်နေတဲ့ဟာဒီရောရှိသလားဘာသာရေးဖွဲ့ပဲဖြစ်ဖြစ်ပေါ့နော်ရပ်ဖက်ဖွဲ့စီပဲဖြစ်ဖြစ် ဟုတ်ကဲ့တတိယနိုင်ငံမှာရောက်နေတဲ့ refugee သူတို့ကတတိယနိုင်ငံရောက်ပြီဆိုတော့ refugee တော့မဟုတ်တော့ဘူးပေါ့နော် ဟုတ်တာပေါ့တိကျတယ် ပြည်ပကကျွန်တော်တို့ဒီလက်နေကန်ပြီးတော့ဒီအမျိုးသားနိုင်ငံတွေလုပ်နေတယ်အလှငွေကြေးတွေကတော့ကျွန်တော်တို့နိုင်ငံမှာတွင်းထွက်ပစ္စည်းတွေလည်းမရှိဘူးစီးပွားရေးလည်းမရှိဘူးချင်းပြည်သူရဲ့ထမင်းနဲ့ဆန်နဲ့ကျွန်တော်တို့ကတော်လှန်ရေးလုပ်နေတာဖြစ်တယ်ဒီနေ့အထိပြည်ပကကျွန်တော်တို့ချင်းပြည်သူတွေရဲ့ရိတ်ခါနဲ့ကျွန်တော်တို့ဒီအဖွဲ့အစည်းကိုထူထောင်တယ်လုပ်တယ်30နှစ်ကြာခဲ့ပြီသူတို့ဘက်ကပံ့ပိုးတာဥပမာကိုကျွန်တော်တို့မှာဒါသမီးတွေပညာရေးကိစ္စဆိုရင်ပြည်ပကဘာသာရေးအသိဖွဲ့တဲ့ကအမျိုးသမီးအသိဖွဲ့တွေကထောက်ပံ့တယ်ပြီးတော့ကျွန်တော်တို့ဒီမှာအသိတော်ရှိတယ်ဘာသာရေးကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်ပမှာရှိနေတဲ့ချင်းဘာသာရေးအသိဖွဲ့တွေကကူညီပါတယ်ကျွန်တော်တို့ရဲ့နေထိုင်စားတောက်ရေးဒါဒီအိန္ဒိယဒီဆိုရင်ကျွန်တော်တို့ချင်းလန်ကလပ်ပြီးတော့ပြည်ပမှာရှိတဲ့ကျွန်တော်တို့ရဲ့ချောင်းလေးရှိတဲ့ကျွန်တော်တို့ရဲ့ချင်းညီကိုတွေကအဲ့ဒီအထောက်ပံ့နဲ့ကျွန်တော်တို့ကဒီနေ့အထိရက်တည်နေတာဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်တယ်အခု CNF ဌာန6မှာရောအစိုးရကနေရာပေးထားတယ်ဆိုတော့လေအဲ့ဒီမှာအစိုးရရဲ့ထောက်ပံ့မှုတွေရောရှိသလားစေခိုင်းဖွင့်ပေးတာဒီမူကျူကျောင်းတွေကစားပြီပေါ့နော်အစိုးရကသဘောတူညီချက်အရဖွင့်ထားတဲ့ဟာဆိုတော့အစိုးရဘက်ကနေဟိုပံ့ပိုးကူညီမှုများရောရှိသလားပြီးရင်အခုဌာနချုပ်မှာဘာတွေအဓိကလူအပ်နေပြီးတော့ဘာတွေကလေးတွေတွေ့ရောဘာတွေဆောင်ရွက်နေကြလဲဆိုတာနည်းနည်းသိချင်ပါ ဟုတ်ကဲ့အစိုးရထောက်ပံ့တာဒီဘာဒီဆိုတာကအခုလောလောဆယ်တော့ပြောရင်တော့ဒီ NLD အစိုးရတက်လာတဲ့နောက်ပိုင်းကဘာထောက်ပံ့မှာတော့မရှိပါဘူးကျွန်တော်တို့သမ္မတဦးသိန်းစိန်ချင်းပြည်နယ်ဝန်ကြီးချုပ်ဘုံချုပ်ဟိုင်းတို့ခေဆိုရင်သူတို့နဲ့ကျွန်တော်တို့အတွက်ဆိုပြီးတော့ကျွန်တော်တို့က company လေးတစ်ခုလုပ်ပြီးတော့အဲ့ဒီမှာကျွန်တော်တို့တင်တာပေးတယ်ကိုလန်ကိုထောက်ဒီမူချိုချောင်းလေးကြီးစေခန်းလေးကြီးစောက်ပေးတာပေါ့အဲ့ဒါနဲ့ဆက်လက်ပြီးတော့ဒီအစိုးရတည်တက်လာတဲ့နောက်ပိုင်းမှာအဲ့ဒါဒီကတော့မရှိတလောက်ပဲမရှိဘူးလို့ပြောမှာပေါ့အားလုံးကကိုဟာကိုပဲကျွန်တော်တို့ကရက်တည်နေရတယ်လိုအပ်တယ်ဆိုတာကအဖွဲ့အစည်းကကျွန်တော်တို့ CNF မှာလိုအပ်တာတွေတော့အများကြီးပါဒါအများကြီးဆိုတဲ့နေရာမှာသာသမီပညာရေးကိစ္စကျန်းမာရေးကိစ္စဥပမာအခုကိုဗစ်ဖြစ်နေတယ်ကိုဟာကိုကာကွယ်နိုင်ဖို့ပစ္စည်းကိရိယာဒီပါတွေလိုအပ်တဲ့ဟာတွေအစိုးရကမထောက်ပံ့ဘူးကိုဟာကိုလည်းမဝင်နိုင်ဘူးကျွန်တော်တို့မှာအရေးကြီးလို့နေတာကကျန်းမာရေးပညာပေးမှုဆိုတာလေအစိုးရကလည်းပဲလာလို့မပေးဘူးဒါနဲ့ကျွန်တော်တို့
တာနိုင်တယ်မြဆိုပြီးတော့ lockdown လုပ်ပြီးတော့အဲ့လိုပဲကျွန်တော်တို့နေနေရတာဖြစ်တယ် ဟုတ်ပြီးရင်ခုနပြောတဲ့ team မှာကျွန်တော်စိတ်ထဲဝင်သွားတာကတော့အခု NLD ဆွေးရတက်ပြီးတဲ့နောက်ပိုင်းချင်းမျိုးသားနဲ့ဒီလောက်နေရတာပေါ့ဒီပြည်နေစင့်ပွဲတွေလောက်နေတဲ့ခါမှာချင်းမျိုးသားတအုပ်ကိုတော့ဖိတ်တယ်ဒါပေမဲ့ရှစ်တိုင်းမှာထိုင်ခိုင်းတာဒီစကားပြောခိုင်းတာဒီမနေ့တနေ့ကလည်းထန်တလိုင်းမှာတော့ဒေါက်တာလျမှုစခေါင်းတော့ပြောခိုင်းနေဒါပေမဲ့ data ခိုင်ဟို simple တက်ခါမှာ data ခိုင်တအုပ်အနေနဲ့ပဲပြောခိုင်းနေတဲ့ဟာဒီတွေ့ရတော့လေအဲ့ဒါဒီကငင်းချိုင်းရဲ့အတွက်ထိခိုက်နိုင်စရာတွေရှိသလား အဲ့ဒီကိစ္စနဲ့ကျွန်တော်တို့ NCA လမ်းကြောင်းငင်းချမ်းရဲတော့ထိခိုက်မယ်လို့တော့ကျွန်တော်တို့ကမယူဆပါဘူးဒါပေမဲ့ဦးသိန်းစိန်ခေတုံးကအနေအထားချင်းအမျိုးသားနေ့ကျင်းပတဲ့ပုံစံကျွန်တော်တို့ကိုဖိတ်ကြားမှုပုံစံ NLD ဆိုရလက်ထက်မှာကျွန်တော်တို့ကိုဖိတ်ကြားမှုပေါင်းစင်မှုပုံစံတွေကမတူတော့ဘူးတခုရှိတာကကျွန်တော်တို့ကအစိုးရနဲ့အပြစ်ခတ်ရစေရလုပ်ပြီးတော့မှပြည်သူတွေလိုလားတဲ့ချင်းအမျိုးသားနေ့ဆိုတာအစိုးရနဲ့တဘောတူညီချက်လုပ်ပြီးတော့ကျွန်တော်တို့ကပြန်လည်ပြီးတော့ကျင်းပခွင့်ရတာဖြစ်တယ်တကယ်ကျင်းပလိုက်တော့ကျွန်တော်တို့ကချင်းလူမျိုးတွေကပေါက်ဖွာလာတယ်ချင်းအမျိုးသားနဲ့ကိုပြန်လေကျင်းပခွင့်ရရှိအောင်လုပ်တဲ့ CNF ကအင်းရှင်မဟုတ်တော့ဘဲနဲ့အဲ့တဲ့ဖြစ်သွားတာကတော့စိတ်မကောင်းဘူးပေါ့ဗျာချင်းအမျိုးသားနဲ့ဆိုတာတကယ်တော့အစိုးရဥစ္စာမဖြစ်ပါဘူးချင်းအမျိုးသားတွေရဲ့ဥစ္စာဖြစ်ပါတယ်အစိုးရကဒီပွဲကျင်းပနိုင်ဖို့ဆိုပြီးတော့အခင်းချင်းပေးကြုံသူတို့အလုပ်ကျွန်တော်အဲ့လိုပဲမြင်တယ်ချင်းမျိုးသားတွေကချင်းမျိုးသားတွေအတွက်နေထူနေမြဖြစ်တယ်အစိုးရဟာတော့မဟုတ်ပါဘူးဆိုတော့ဒီ NLD အစိုးရမှာလုံပုံကတော့ကျွန်တော်တို့ကသိမကောင်းပါဘူးဒါပေမဲ့အဲ့ဒီအတွက်နဲ့တော့ကျွန်တော်တို့ NCA ငင်းချမ်းရေးကတော့အဲ့လိုထိခိုက်မယ်လို့တော့မယူဆဘူးရခိုင်အေဖက်ဒီကပြုတ်ကြပုံစံနဲ့လူနေရတော့လေဟိုတကယ်လို့များအခုကလည်းအေလေးမညှိဘူးတက်ကူလေးမညှိဘူးဟိုရိတ်ခါတော့ပူမယ်ပေါ့ထိတ်တိုက်ရင်ဆိုင်မှုတွေဖြစ်လာရင်ဘယ်လိုဘာဖြစ်သွားနိုင်လဲပေါ့အခုကျွန်တော်ပြောပါတယ်ကျွန်တော်တို့ကအဲ့ဓာတွေကိုမပူအပ်သေးဘူးပုတ်မဲ့ကျွန်တော်တို့အဲ့ဓာတွေကိုအခုကျွန်တော်တို့တောင်းဆိုထားတဲ့အားလုံးပေါင်းပေးကြဖို့ကျွန်တော်တို့ကဒီ data တွေကိုစောဆူဆူရောက်နိုင်ဖို့မရောက်နိုင်သေးတဲ့ရိတ်ခတ်တွေကိုရောက်ဖို့ဆိုပြီးတော့ကျွန်တော်တို့ကချစ်ဆက်အထူးရှိနေနဲ့ပြည်သူတွေနဲ့လုပ်တယ်ပါတယ်ကျွန်တော်တို့တကယ်ပုတ်တော့မေဟိတ်လို့ကျွန်တော်တို့ကပြီးဆိုရင်ကိုယ်အလုံးချုံကြီးအတွက်ဆိုတာအေနဲ့ပြောတိုင်ရင်ပြောမယ်အစိုးရနဲ့ပြောတိုင်ရင်ပြောမယ်ကျွန်တော်ဆိုနာကကျွန်တော်ပြောတယ်လို့လုံးဝကျွန်တော်တို့ဆက်ပြီးတော့မပြောဘူးဒီတိုင်းသွားပို့မယ်ဆိုတာမျိုးမဟုတ်ပါဘူးကျွန်တော်တို့ကညှိနှိုင်းယူပါမှာပေါ့နော်ဆိုဆူဆူရောက်နိုင်အောင်ဟုတ်အဲ့ဒါကျွန်တော်ပြောချင်တယ်ဟုတ်နောက်ဆုံးအနေနဲ့ဗာများပြောချင်တာများရှိမလဲဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခုနကကျွန်တော်တို့ပြောသွားတဲ့ဟာဒီနဲ့ချွန်းလူမျိုးတွေရဲ့အရေးဟာအင်မတန်မှအရေးကြီးတဲ့အနေအထားကိုရောက်ရှိနေပါတယ်အဲ့ဒါအားလုံးမှာချင်းမျိုးသားတရားလုံးအမျိုးသားတောင်အနေနဲ့ခံယူပြီးတော့မှတကွက်တနေရာထဲမှာဖြစ်နေတဲ့ကိစ္စပါကျွန်တော်နဲ့ဆိုင်ဘူးဆိုတာမျိုးပဲနေချင်းမျိုးသားတရားလုံးဒီချင်းမျိုးသား national security အတွက်တတအားရခင်ကားထက်ပိုပြီးတော့ဟင့်တင်ပြီးတော့တောင်းဝန်ရှိတယ်လို့ဆက်လက်ပြီးတော့ပေါင်းပေးကြဖို့အဲ့ဒါမှသာကျွန်တော်တို့အမျိုးသားရေးဟာခိုင်မာမယ်ခိုင်မာပြီးတဲ့ဒီချင်းမျိုးသားအဆောင်အုံကိုလုံခြုံရရှိရတည်သွားနိုင်မယ်အဲ့ဒီအတွက်ချင်းမျိုးသားအလုံးမှာတောင်းဝန်ရှိတယ်ပေါင်းကြပါလို့ကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တယ်ကျေးဇူးတင်
ကြည့်ရှုအားပေးနေသောပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့မေးနေတဲ့ဥစ္စာကတော့ဒီချင်းမျိုးသားတပ်ဦးရဲ့ပြောရေးဆိုခွင့်ရှိသူ slide ထက်နီပူးတွဲထွေထွေတွင်းမှုနှစ်ဖြစ်ပါတယ်ကျွန်တော်တို့အဓိကဒီမှာမေးနေတာကတော့ဒီဌာန6မှာ COVID-19 နဲ့ပတ်သက်ပြီးတော့ဘယ်လိုကာကွယ်ကြလဲပလဲဝမှာ AA နဲ့မြန်မာတပ်မတော်တပ်ဖွဲ့ကြောင့်ကျွန်တော်တို့ပြည်သူတွေဒုက္ခခံနေရတဲ့ကိစ္စတွေစနစ်ကဘယ်လိုဖြစ်စဉ်ပေးမလဲဆိုတဲ့ဟာဒီနဲ့စနစ်ကနေလွှင့်ရင်းချက်တာခွင့်ပေးပြီးတော့အမျိုးသားရေးကိစ္စမှာလုပ်နေတဲ့ကိစ္စတွေစမျိုးသားတပ်ဦးဘက်ကနေသူတို့ပြည်သူပိုင်ကြားချက်ဆိုပြီးတော့အမျိုးသားလုံခြုံရေးကိစ္စနဲ့အမျိုးသားတည်ဆောက်ရေးကိစ္စတွေနိုင်ငံတကာရောက်နေတဲ့ချင်းပြည်သူလူထုတွေနဲ့ဘယ်လိုပူးပေါင်းဆောင်ရွက်လဲဆိုတဲ့ကိစ္စတွေကျွန်တော်တို့တွေ့ဆုံမေးမြန်းလာဖြစ်ပါတယ်။